အဲ့ဒီမှာစုံသွားပြီလေစုံသွားပြီဒါဖုန်းလမ်းဘက်ကဟောဒါပြည်လမ်းကနလာဘက်ကလာတဲ့ကားဒါဟိုပြည်လမ်းဘက်ကလာတဲ့ကားနလန်းသွားလေးလန်းသွားပေါ့ဒီမှာစတီဂျိုဘယ်ရောက်သွားလဲကိုပဲရှမ်းနဲ့ကူးလာနေမှာပေါ့ရုပ်တန်းသူတို့ဒီဘက်တော့ဆောက်သွားအောင်လေဒါပေါ်မှာရဲတွေရှိပါတယ်။အဲ့တော့တချို့လူတွေကဟိုဘက်လန်းဒီဘက်လန်းကူးတာတော့ဒါကြည့်နေပါတယ်နော်။ဟမ်ဒါမှမဟုတ်ကားလေးကပြည့်ကျက်ညံ့တာပဲဟိုမှာအရှိမပြေးနေတာကျွန်တော်သမီးလေးပေါ့သူတို့ကမှကူရည်လို့ကြော်လာလို့ဘယ်ရောက်သွားလဲဟုတ်ရှိရပြေးသွားဟိုရှိမှာဦးရေးကြီးอ่ะတောင်းထမ်းဆောင်နေပါတယ်ဝါမမင်းတို့နဲ့သွားရိုက်တယ်ရိုက်မှာပါနောက်ကဦးရေးရရိုက်ဟပါိုနားလေးကတော့သွားဟိုနားလေးလည်းမိုက်တယ်တွန်းလာဒါမှတိုင်ခလိုက်ရောက်ပါရေရမယ်ကျွန်တော်ဒီမှာတိုင်ကြီးပတ်လဲဘာကြဒီထဲတိုင်ဟဲ့တက်လို့မရဘူးလေဖန်ခံမှာပေါ့သူတို့တက်လို့မရဘူးတမ်းမမြတိอ่ะတက်ချင်တယ်လို့ခလေတော့မရောက်သေးပါဘူးမိုက်နော်စီစိုးရင်